နုပညာရှင်များစွာနဲ့ပရိသတ်လူထောင်ပေါင်းများစွာလိုက်လံပို့ဆောင်ပေးခဲ့ကြတဲ့တရုတ်ဆောင်ထူးရဲ့နောက်ဆုံးခရီးပုံရိပ်များမင်္ဂလာပါပရိသတ်ကြီးရေဒီကနေ့မတ်လ12ရက်နေ့နေ့လယ်2နာရီအချိန်မှာတော့တရုတ်ဆောင်ထူးရဲ့နောက်ဆုံးခရီးရေဝေးသုတ်တန်ကိုပရိသတ်များစွာနဲ့အနုပညာရှင်များစွာတို့ကလိုက်လံပို့ဆောင်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်တရုတ်ဆောင်ထူးကတော့ကားအက်ဆီဒန့်ကြောင့်ဆေးရုံမှာကုသမှုခံယူနေစဉ်အချိန်မှာပဲအုံနောက်သွေးယိုစိမ့်မှုတွေကြောင့်ပြီးခဲ့တဲ့မတ်လ10ရက်နေ့မှာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။တရုတ်ဆောင်ထူးကွယ်လွန်ခဲ့ရတဲ့အတွက်လည်းအနုပညာညီကိုမောင်နှမတွေနဲ့ပရိသတ်များစွာကလည်းစိတ်မကောင်းဖြစ်နေကြပြီးနှမျောသားသားဖြစ်နေကြတာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ထူးကတော့မိခင်ကိုလှုပ်ကြွေးပြုစုနေတဲ့သားလေးမလေးဖြစ်ပြီးတော့အနုပညာနယ်ပယ်မှာလည်းတရုတ်ဆောင်ကောင်းမွန်တဲ့အနုပညာရှင်တဦးလည်းဖြစ်ပါတယ်။တရုတ်ဆောင်ထူးကွယ်လွန်ချိန်မှာတော့အသက်26နှစ်ပဲရှိသေးတာဖြစ်ပြီးတော့အခုလိုကွယ်လွန်သွားခဲ့ရတဲ့တရုတ်ဆောင်ထူးအတွက်မိခင်ဖြစ်သူကတော့ယူကျုံမြဖြစ်ပြီးဝမ်းနဲ့ပူဆွေးနေတာလည်းဖြစ်ပါတယ်။ဒီကနေ့မတ်လ12ရက်နေ့မှာပဲထူးရဲ့နောက်ဆုံးစာပနာအခမ်းအနားကိုရေဝေးသုတ်တန်မှာကျင်းပပြီးစီးသွားခဲ့တာဖြစ်ပြီးပရိသတ်များစွာနဲ့အနုပညာရှင်တွေနဲ့အနုပညာညီကိုမောင်နှမများစွာတို့ကစိတ်မကောင်းစွာနဲ့လိုက်လံပို့ဆောင်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ဒီကနေ့မတ်လ12ရက်နေ့အစောပိုင်းမနက်ခင်းအချိန်မှာတော့နေအိမ်မှာပဲစွန့်ကပ်ရည်စက်ချအလူကိုပြုလုပ်ခဲ့တာဖြစ်ပြီးနောက်ဆုံးခရီးမှာတော့ MRTV ဖုန်းအဖွဲ့သားတွေနဲ့တရုတ်ဆောင်များစွာတို့ကလိုက်လံပို့ဆောင်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။အဖြူရောင်တက်ကတွေမဲချိုစားတဲ့ရုပ်သံဇလံတွဲတွေနဲ့ပရိသတ်တွေရဲ့အားပေးမှုကိုအတော်လေးရရှိခဲ့ပြီးတော့ငယ်စဉ်ကလေးကကလေးတရုတ်ဆောင်တယောက်အနေနဲ့အနုပညာလောကထဲကိုဝင်ရောက်လာခဲ့ပြီးတော့မိခင်ကိုလှုပ်ကြွေးနေခဲ့သူတရုတ်ဆောင်ထူးရဲ့နောက်ဆုံးခရီးပုံရိပ်လေးတွေကိုလည်းပရိသတ်တွေအတွက်စိတ်မကောင်းစွာနဲ့တင်ဆက်ပေးလိုက်ရပါတယ်ရှင်။တရုတ်ဆောင်ထူးလည်းကောင်းရာဘုံဘွားကိုရောက်ရှိပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ရှင်။